ဘီလီယံနာတထေးကြီးကထိုမိန်းကလေးကိုလူအများရှိမှအဆိုပြုတောင်းရမ်းခဲ့ပေမဲ့မိန်းကလေးကတော့လက်စွပ်ကိုလွှင့်ပစ်ပြီးသူ့ရဲ့တောင်းဆိုမှုကိုငြင်းပယ်ခဲ့ပါတယ်မိန်းကလေးဟာသူ့ကို9နှစ်တိုင်ချစ်ခဲ့တာမို့လို့အမျိုးသားကတော့ဒါကိုလုံးဝမယုံကြည်နိုင်ဖြစ်နေခဲ့တာပေါ့မိန်းကလေးကကြောခိုင်းထွက်ခွာသွားရင်းစိတ်ထဲကနေကျမရှင်ကိုအသက်ရှင်စေခြင်းယုံတက်ပါလို့တီးတိုးရေရွတ်နေခဲ့ပါတယ်တကယ်တော့ပြီးခဲ့တဲ့ဘဝတုန်းကထိုမိန်းကလေးနဲ့အမျိုးသားဟာလက်ထပ်ဖို့အဆင်သင့်ဖြစ်နေခဲ့ကြတာပါဒါပေမဲ့ရုတ်တရက်ဆိုသလိုအခန်းထဲမှာမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ထိုမျိုးသားဟာသူ့အင်အားရှိသမျှသုံးပြီးမိန်းကလေးကိုဘေးကင်းရာစီဆွဲထုတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးကိုတိတ်တဆိတ်ချစ်နေခဲ့တဲ့ညနေဖုံးဆုပ်လူတစ်ယောက်ဝင်လာခဲ့ပါတယ်။သူကမိန်းကလေးနဲ့ထိုမျိုးသားတို့လက်ထပ်ရမှာကိုမနာလိုဖြစ်ပြီးမိန်းကလေးကိုမီးလောင်နေတဲ့အခန်းထဲစီပြန်တွန်းပို့ခဲ့တာပါ။အဲ့ဒီအချိန်မှာမိန်းကလေးကအမျိုးသားကိုကြည့်ပြီးတကယ်လို့နောက်ဘဝဆိုတာရှိခဲ့ရင်လည်းရှင်နဲ့ပဲလက်ထပ်ဖို့ဆန္ဒရှိပါတယ်လို့ငိုယိုပြီးပြောခဲ့ပါတယ်။မိန်းကလေးပြန်ပြီးမျက်လုံးပွင့်လာတဲ့အခါမှာတော့အမျိုးသားကသူ့ကိုလက်ထပ်ခွင့်တောင်းတဲ့နေ့စီကိုပြန်ရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့မိန်းကလေးကသူ့ချစ်သူကိုဒဏ်ရာအနာတရားမဖြစ်စေချင်တော့ပါဘူး။ဒါကြောင့်သူကထိုအမျိုးသားကိုမချစ်တော့ဘူးလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့မိန်းကလေးဟာသူမကိုတန်တရားဝင်နေစေတဲ့မိသားစုကစီစဉ်ပေးတဲ့သူနဲ့လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။မင်္ဂလာပွဲစတင်ပြီးနောက်မှာတော့မိန်းကလေးကအခန်းရဲ့အပြင်ဆင်တွေကိုလိုက်လံစစ်ဆေးခဲ့ပါတယ်။အဲ့ဒီမှာပန်းအိုးတွေကရေဟာဓာတ်ဆီတွေဖြစ်နေတာကိုသူတွေ့သွားခဲ့ပါတယ်။မိန်းကလေးကဓာတ်ဆီတွေကိုတုံးပစ်ပြီးရေနဲ့ပြန်လဲလှယ်လိုက်ပါတယ်။အနေရတွေကြော်လွန်သွားပြီလို့သူမထင်မှတ်ခဲ့ပေမဲ့အခန်းထဲကကုတ်ကီးတွေကိုစားပြီးတဲ့နောက်မှာတော့ခန္ဓာကိုယ်တစ်ခုလုံးအားရင်ကုန်ခန်းလာတယ်လို့ခံစားလိုက်ရပါတယ်။မကြခင်မှာပဲအခန်းထဲကိုမျက်နှာဖုံးစွပ်သမားဝင်လာပြီးတစ်ခန်းလုံးမှာလည်းမိခိုးအမေးရောင်တွေဖုံးလွှမ်းသွားခဲ့ပါတယ်။မိန်းကလေးကကိုကဲတင်ဖို့ဝရန်နာစီကိုသွားခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲထိုမျိုးသားရောက်ရှိလာခဲ့ပါတယ်။သူကမိန်းကလေးကိုသူ့စီပြန်လာဖို့တောင်းဆိုခဲ့ပေမဲ့မိန်းကလေးကတော့သူ့ကိုအနေရကနေကာကွယ်ပေးဖို့အတွက်ဆက်ပြီးတော့ပဲညှင်းပယ်နေခဲ့ပါတော့တယ်